ငါအသက်ကိုကဲတာမင်းလားကွာကဲလဲကဲရသေးတယ်ငါအသက်ကိုကဲတာမင်းလားကွာဆိုတော့အင်ကြီးဗလာနဲ့တန်ငါတွေကဟုတ်တယ်ခမောက်ကဲတာကြုတ်ပဲပြန်ပြောတယ်သူကငါဘာလို့လဲဆိုတာမင်းမသိဘူးလားမသိဘူးဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့ဘူချုပ်ကြီးကငါပဲလေကွာတဲ့တော့တန်ငါတွေကခေါင်းလေးရိုင်းနေသိဘူးတန်ငါတွေကတကယ်မသိတာခမ ्या ဖာသာခမ ्या ဘူချုပ်ကြီးပဲဖြစ်ဖြစ်ဘူချုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်ရဲ့ရှေ့မှာခွေးလေးတစ်ကောင်ကြောင်လေးတစ်ကောင်ရေနစ်နေရင်တော့ကျုပ်ကဆင်းပြီးတော့အသက်ကယ်တဲ့သူခမ ्या လိုလူတစ်ယောက်ရေနစ်နေတယ်ဆိုတော့ကျုပ်ကကယ်ရတာပေါ့တဲ့ခွေးတစ်ကောင်ကြောင်တစ်ကောင်ရဲ့အသက်ကိုတော့တန်ဖိုးထားတဲ့သူခမ ्या လိုလူတစ်ယောက်ရေနစ်တာကျုပ်ကယ်မှာပဲခမ ्या ဘာချုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်စိတ်ဝင်စားဘူးဘူချုပ်ကြီးကစိတ်ဆိုးတယ်ဒါပေမဲ့သူ့ရဲ့အသက်ကိုကယ်ထားတဲ့သူဖြစ်တဲ့အတွက်မင်းကအပြောဆိုတော့မညညောဘူးကွာဘူချုပ်ကြီးနဲ့စကားပြောနေရတာတော့မှဒါပေမဲ့မင်းကငါအသက်ကိုကယ်တဲ့သူပဲလေဒီမဲ့ဟဲ့ကောင်မင်းပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်းတယ်ခုနကကျွန်တော်ပြောနော်နိုင်ငံလေးကိုစားထုတ်ပြီးပြောတာခွန်းလို့ပေးပါနော်ဒေါ်လာတွေနဲ့ပြောရင်ပေးတဲ့နားဝေးမှာဆိုလို့တို့နိုင်ငံမှာ9000တန်တွေ1000တန်တွေထုတ်ထားတယ်မင်းပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်း9000တန်မှလိုချင်တယ်300တန်မှလိုချင်တယ်ဆိုရင်လေမင်းကငါအခုချက်ချင်းရိုက်ထုတ်ပေးလိုက်မယ်ငါအိမ်မှာကြိုးရိုက်ထားတာအများကြီးပဲအဲ့တော့တန်ငါတွေကမလိုချင်ဘူးလေချုပ်တဲ့ပတ်စံမလိုပါဘူးလေဟောမှာခဏတွေ့လာတဲလေးအဲ့တဲမှာကျုံနေတယ်ဟောဟိုမှာလှမ်းထားတဲ့ပိုက်ကွန်တွေ့လာအဲ့ဒီပိုက်ကွန်နဲ့ကျုံငါဖမ်းတယ်ဟောဒီမြေကြီးရှိနေသေးဟောဒီပိုက်ကွန်နဲ့ဟောဒီတဲလေးရှိနေသေးကျုပ်ဘောအတွက်အများကြီးမလိုဘူးဒါပေမဲ့ဘိုးချုပ်ကြီးကမလျှော့ဘူးမင်းတန်ငါလို့လောက်ရတာမပင်ပန်းဘူးလားလဲလေးຢာလေးပြောင်းလို့ချင်စိတ်မရှိဘူးလားအဲ့ဒါလို့လဲတွေမြေတွေຢာတွေပြောင်းလို့ချင်စိတ်ရှိရင်ငါတပ်ပိုင်ဆိုပြီးတင်ထားတဲ့မြေတွေတနိုင်ငံလုံးအနှံ့ရှိတယ်မင်းဘယ်နေကလိုချင်တယ်လဲဟဲ့အောင်တန်ငါလေးကမလုပ်ဘူးကျုပ်ဒီရွယ်ကြမှာတော့လဲလဲလုံးမစားချင်ဘူးကျုပ်ငါပဲဖန်စားဒီကောင်ဘာကောင်လဲပတ်စံပေးတော့လည်းမယူလဲမြေဧကပေါင်းများစွာပေးတော့လည်းမယူတိုက်တွေကားတွေအိမ်တွေခြံတွေမြေတွေဘာပေးမယူတဲ့တန်ငါတွေကိုဘိုးချုပ်ကြီးကစိတ်တိုးတယ်မင်းငါစီကတခုခုတော့ယူရမယ်ဟဲ့အောင်တန်ငါတွေကကြည့်ပြီးတော့ခင်ဗျားမှာဓာတ်ပုံရှိလားဘိုးချုပ်ကြီးကွာဓာတ်ပုံရှိတာပေါ့ဓာတ်ပုံတော့မပေးလိုက်ခဲ့တယ်အဲရောက်တာနဲ့တပည့်တွေကိုခေါ်ပြီးတော့ချိတ်ထားတဲ့ဓာတ်ပုံတော့ပေးလိုက်တယ်ဓာတ်ပုံလေးကိုပိုက်ပြီးတော့တန်ငါတွေကဆိုင်နေနန်းတော်တမျှကြီးမားလာတဲ့ဘိုးချုပ်ရဲ့ခြံဝန်းထဲကနေထွက်သွားတယ်တစ်နှစ်အဆက်အသွယ်မလုပ်ဘူး2နှစ်3နှစ်လောက်ကြာလာတဲ့အခါမှာအဆက်အသွယ်လုံးဝလှုပ်ချင်းမခံရတဲ့ဘိုးချုပ်ကြီးကမနေနိုင်တော့ဘူးဒီကောင်ဘာကောင်လဲငါအနာကကောင်းနေတယ်များကွာလိုက်တာဟိုကောင်းနေဆိုရင်ညနေခောက်ကွင်းမှာတွတ်ပူစားရတာနဲ့အိမ်ကိုလာပြီးတော့ဒူးထောက်ပြီးတောင်းဆိုရတာနဲ့ဟိုလုတ်ွက်ကလေးပေးပါဒီလုတ်ွက်ကလေးပေးပါနဲ့ငါနားမှာပြာနေတဲ့ကောင်နေနဲ့ဒီကောင်နဲ့ကွာလိုက်တာဟဲ့ကောင်နေတော့ကြည်စမ်းဒီကောင်ဘာဖြစ်နေလဲတပည့်ပြန်လာတယ်ဘိုးချုပ်ကြီးကမေးတယ်အတိတန်ငါတဲ့စားရမဲတောက်ရမဲဖြစ်နေပြီမလားမဖြစ်ပါဘူးဘိုးချုပ်ကြီးစင်ရဲဆုတ်ပြက်နဲ့အိယာတဲမှာလဲနေပြီမဟုတ်လားမလဲပါဘူးဘိုးချုပ်ကြီးဒါဖြစ်ရင်ဘာဖြစ်နေတယ်လဲသူ့နယ်ပယ်ဒေသမှာတန်းကျွယ်ဂရီကျွယ်တထေးကြီးတယောက်ဖြစ်နေပါပြီဘိုးချုပ်ကြီးဟမ်ဒီကောင်ငါစီကဘာခွင့်ရေးမှယူမသွားဘူးဘာလုတ်ပိုင်ခွင့်မှလည်းတောင်းမသွားဘူးဘလို့လုတ်ပြီးဒီကောင်ချမ်းသာနေတာလဲသူ့ရဲ့အိမ်ရှိမှာဓာတ်ပုံလေးတစ်ပုံချိတ်ထားတာတော့တွေ့ကြရပါတယ်ဘိုးချုပ်ကြီးဘာသူဓာတ်ပုံလဲကွာတကယ်တော့သူဓာတ်ပုံတပည့်တရားမပြောရဲဘူးဘိုးချုပ်ကြီးမျက်နာနဲ့တော့ခတ်ဆင်ပါပဲဘိုးချုပ်ကြီးအေးငါဓာတ်ပုံချိတ်ထားတော့ဘာဖြစ်တယ်လဲဓာတ်ပုံချိတ်ထားပြီးတော့ဓာတ်ပုံရဲ့အောက်ခြေမှာစာလေးတစ်ချောင်းရေးထားပါတယ်ဘိုးချုပ်ကြီးဘာရေးထားတယ်လဲပြောစမ်းတယ်စတွေးတစ်ခါထွေးတစ်ချက်ပါဘိုးချုပ်ကြီးအော်လူတွေမုန်းလိုက်ကြတာအာနာရှင်ကိုစတွေးတစ်ခါထွေးတစ်ချက်နဲ့တောင်မှတ
န်းကြွယ်ကြွယ်ကြွယ်တထေးဖြစ်လောက်အောင်အင်ရှင်မတယောက်ကဈေးသွားတယ်ဈေးသွားရင်လမ်းမှာတွေ့ထွိသုံးချက်ဖို့ဈေးကနေပြန်လာတယ်ထွိနှစ်ချက်ဖို့သမင်းချက်နေတန်းလာတယ်သမင်းကိုမဝေခင်မှာနှစ်ခါလောက်သွားထွေးတယ်နေ့လေသာစားပြီး3ခါသွားထွေးတယ်ညသာစားပြီး2ခါသွားထွေးတယ်ညတီးလို့အိမ်မပြောတော့မှ9ခါလောက်သွားထွေးလိုက်သေးတယ်တခါထွေးတစ်ချက်နဲ့အဲ့ဒီတန်ခါတဲ့ဟာတန်းကြွယ်ကြွယ်တထေးဖြစ်နေပါတယ်ဘိုးချုပ်ကြီးကသူ့ကိုချစ်လို့ခင်လို့လေးစားလို့ဒီတန်ခါတဲ့ငါရဲ့အသက်ကိုလည်းကဲတယ်ကြည်စမ်းငါ့ကိုချစ်ခင်လေးစားလွန်းလို့ငါရဲ့ဓာတ်ပုံကိုတော့ကိုးကွယ်ရာဖြစ်တောင်းတဲ့ကောင်းဆိုပြီးတော့3နှစ်လုံးခံစားမှုလေးနဲ့နေခဲ့တဲ့ဘိုးချုပ်ကြီးပလက်လန်သွားပါတယ်ဒီတာရကလေးကနေဘာကိုပြောချင်လဲဆိုတော့ပြည်သူလူထုရဲ့အဝေးမှာရှိတဲ့အာဏာရှင်တွေမှန်သမျှပြည်သူလူထုရဲ့နှလုံးသားနဲ့ဝေးတဲ့ပုဂ္ဂိုလ်မှန်သမျှဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ဗုဒ္ဓဘာသာနှလုံးသားတွေဖြစ်လို့ဖျားရိပ်တရားရိပ်တန်ခါရိပ်ရဲ့အောက်မှာအင်မတန်နူးညံ့နှွေးထွေးတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့အတွက်ကလေးစားချေခြင်းလက်တုံပြန်ခြင်းမျိုးမရှိခဲ့ဘူးဆိုရင်တော့ပြည်သူလူထုရဲ့အမုန်းတရားနဲ့ထွေးလိုက်တဲ့ဇဒွေးကွက်မှာပက်လက်မျောနိုင်တယ်ဆိုတာသတိရစေချင်တာပါပဲ